ရေကြော်ပွဲစီအောက်တိုဘာလ1ရက်နေ့ကနေပြီးတော့9ရက်နေ့ထိ9ရက်တိုင်ကျင်းပမဲ့ရေကြော်ပွဲစီစနေပြီနော်ပွဲစီလျှောက်ပြီးဆိုလို့ရှိရင်တော့မိုးကအရင်ဆုံးလုပ်တဲ့အရာကတော့ဘူးတိကျော်စားတာဖြစ်ပါတယ်ပွဲစီမှာအကျော်စားရတာအရန်ရတာရှိတယ်ပူပူနွေ့နွေ့ကြွကြွရွရွနဲ့ဒီပစုံကျော်ကြီးဆိုရင်မိုးမျက်နှာကြီးလောက်ရှိတယ်အကြီးကြီးပဲမိုးကတော့ပထမဆုံးရက်သွားတာဆိုတော့လေလူအရန်ကြီးမတိုးခဲ့ရအောင်ပွဲစီဆိုတဲ့အတိုင်းပဲဆိုင်နေရတော့ထွေထူးမရှိဘူးအရင်ပွဲစီအတိုင်းပဲဆိုင်နေရတော့တူတူပဲကြော်ကြိုက်တယ်ဆိုရင်ဒီဆိုင်ရအခြေကအရန်ဆက်လို့ကောင်းပါတယ်နော်အရန်ပြောပြချင်တာကတော့အဲ့ဒီဆိုင်ရှိကအထောင်းဆိုင်မှာရှိတယ်ချက်ချက်တော့ဂျူးမြစ်မာလာပေါ့နော်စားခဲ့အရန်ဆက်လို့ကောင်းတယ်သူကနေမာလာအရသာနဲ့ချက်ချက်တော့ဂျူးမြစ်ကိုလေတော်တော်လေးအဆက်ဟပ်မိတယ်တပွဲဟိုမှာဒါ9000ပဲပေးရတာတော်တော်လေးတန်တယ်ပေါ့နော်အိမ်မှာစားချင်တဲ့လူတွေကတော့မများဝယ်ပါဘူးရေခဲတက်တာလေးထည့်ထားအရန်စားလို့ကောင်းတယ်အဲ့ဘူးတိကျော်ဆိုင်ဘေးရပဲထမင်းကျော်လေးတော်တော်စားလို့ကောင်းတယ်ဒီလားသူ့ရဲ့ချက်မောင်ရတာလေးတော်တော်လေးပြင်းနှက်ပြီးတော့လေရတာရှယ်ပွဲစီမှာတခုသတိပေးချင်တာဖေမလိုက်ကြပါနဲ့နော်ရေခဲချောင်းလေးလဲလို့ရတယ်ဂိမ်းတွေလည်းအများကြီးဆော့လို့ရပါတယ်ရှင်စိတ်ပိုင်းလည်းတတူးတွေပိုင်းလည်းထိုးလို့ရပါသေးတယ်ပွဲစီမှာမောတော့ဒီလက်ကောက်လက်ဆွတ်ဆိုင်နေဆိုအရန်လိုက်မှွေတယ်ပေါ့နော်မိုးအရန်ကြိုက်တဲ့လက်ကောက်လေးတွေ့တော့မောတာလေးတကွင်းယူခဲ့ပါတယ်ရှင်ဆိုင်တွေကတော့အစုံပဲတုတ်ထိုးတွေပြီးတော့ဒီလိုမျိုးအသီးလုံးလေးတွေရှိတယ်ထန်းခုလူတွေလည်းရှိပါတယ်ခြားတွေပါတယ်လည်းစီးလို့ရပါတယ်ရှင်ဒီလိုမျိုးတုတ်ထိုးဆိုင်တွေကတော်တော်လေးများတယ်ပေါ့နော်ပြီးရင်တော့ပရစ်ကျော်တို့ပြောချစ်တို့ပြီးရင်ဒီလိုမျိုးရေခဲမုတ်တို့အများကြီးပဲတုတ်ထိုးဆိုင်ကတော့တော်တော်လေးများတယ်ဒီလားစားလိုက်ဆော့လိုက်ပါပဲရှင်ဒီကောင်းချင်းစားတုတ်ထိုးလည်းတော်တော်လေးစားလို့ကောင်းတယ်ဒီဝတ်သားတုတ်ထိုးဆိုင်ကတော့မိုးစားခဲ့တဲ့ဆိုင်လေးပေါ့နော်ဆိုင်နာမည်ကတော့မမှန်ဘူးတုတ်ထိုးကတော့ဒါအကုန်လုံးဟိုမှာ2000ပဲကြားခဲ့ပါတယ်တော်တော်လေးတန်တယ် My favorite ကောင်းချင်းကတော့မိုးရမ်းချိုက်တယ်လို့ချူရေးရတာတော့မရခဲ့ဘူးဒါပေမဲ့လည်းစားလို့ကောင်းပါတယ်တကြောလုံးကလည်းတိတ်ပြီးတော့မကြိုက်ဘူးချားပြီဆိုတော့ပင်နဲ့တမချီချမယ်ကပါရီဆိုတော့ကောလုံးအေးစီပါပဲတယောက်မှမကြောက်ပါဘူးပင်လေတမကတော့အေးစီပဲကွာစီးရဲမကြောက်ဘူးလမ်းလျှော်သေးဘူးချားစီအောင်မှာဆိုတော့ဖြင်းနိုင်မခံရင်လို့ရှိရင်တော့ဆော့စီတွားကြပါအရင်နောက်ကျရင်တော့ဖြင်းနိုင်ခံရပါလိမ့်မယ်နော်ပြီးတော့ကျွန်မရွှေပကံတပကံဝယ်ခဲ့ပါတယ်ရှင်အားလုံးမတတာ